ဒါကတော့အင်တာနက်အသုံးပြုသူတွေရဲ့နှလုံးသားကိုအပြီးပိုင်းဖန်ဆားထားတဲ့အသက်6လအရွယ် Punch လို့ခေါ်တဲ့မျောက်ကလေးပဲဖြစ်ပါတယ်။ Punch ကတော့ဂျပန်နိုင်ငံက Ichikawa City Zoo မှာနေထိုင်တဲ့မကက်မျောက်မျိုးစီလေးပါ။ဒီမျောက်ကလေးကို2025ခုနှစ်ဇူလိုင်လမှာမွေးဖွားခဲ့တာဖြစ်ပြီးမွေးပြီးမကြာခင်မှာပဲသူ့အမိရဲ့ဆွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ်။ဒါကြောင့်တိရစ္ဆာန်ရုံဝန်ထမ်းတွေကပဲသူ့ကိုကိုယ်တိုင်ပြုစုပြောထောင်ပေးခဲ့ကြပြီးအစာကျွေးတာစောင့်ကြည့်တာနဲ့သူ့ရဲ့စိုးရိမ်စိတ်တွေကိုရော့တာအောင်ကြိုးစားပေးခဲ့ကြပါတယ်။ဒီမျောက်ကလေးရဲ့အထီးကျမှုကိုဖြည့်ဖြောက်ပေးဖို့အတွက်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေက Punch ကို Orangutan ရုပ်ပုံစံရုပ်ကလေးတစ်ရုပ်ပေးချခဲ့ပါတယ်။ဒီမျောက်ကလေးကသူ့ရဲ့ရုပ်ကလေးကိုဖတ်ထားတဲ့ပုံရိပ်တွေဟာ social media အသုံးပြုသူတွေရဲ့စိတ်နှလုံးကိုနှွေးထွေးစေခဲ့ပေမဲ့သူ့ရဲ့မျောက်အုပ်စုတွေကတငယ်ချင်းတွေကြားမှာတော့အဆင်မပြေခဲ့ပါဘူး။မိသားစုအသစ်ရှာဖို့နဲ့တငယ်ချင်းဖွဲ့ဖို့စူးစမ်းပေမဲ့အဆင်မပြေဖြစ်ခဲ့ရတဲ့သူ့ရဲ့အချောင်းအရာတွေကို #hangingtheirpants ဆိုတဲ့ hashtag နဲ့ online ပေါ်မှာမတန်းတင်ခဲ့ကြတာမှာနာမည်ကြီးလာခဲ့ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း Punch လေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေနဲ့ဟာတာပုံရိပ်တွေအများကြီးပြန့်နှံ့နေခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲ2026ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာတော့တရက်ဆိုင်ရုံဝန်ထမ်းတွေကPunchဟာမြောက်အုပ်စုကြီးနဲ့တဖြည်းဖြည်းရင်းနှီးလာပါသည်။တခြားမြောက်တွေကသူ့ကိုအမွေးမြင့်ရှင်းဖေတာသူကတခြားမြောက်တွေကိုလိုက်စားတာအငေါက်ခံရတာစတဲ့အတွေ့အကြုံမျိုးစုံကိုနေတိုင်းရရှိနေပြီးမြောက်အုပ်စုထဲမှာဘလို့နေထိုင်ရမလဲဆိုတာကိုတဖြည်းဖြည်းသင်ယူနေပြီးဖြစ်ပါတယ်လို့ social media မှာရေးသားခဲ့ပါတယ်။အခုဆိုရင်သူဟာမျိုးတူမြောက်တွေရဲ့လက်ခံမှုကိုရရှိလာပြီဖြစ်လို့သူ့ရဲ့ရုပ်တငယ်ချင်းလေးကိုခဏခွဲခွာပြီးရှေ့ဆက်ဖို့နီလန်းရှာဖွေနေပြီဖြစ်ပါတယ်